လောရှိန်နာဘီကိုအမောင်းသိပ်ပြီးချန်ပီယံကပတ်ရယူနိုင်ဖို့ပြတ်မှတ်ထားတယ်ဆိုရင်ရမ်ဘူလက်ချန်ပီယံကပတ်တစ်ခုကိုလေးဘော်ဆိုတာကရုပ်ပိုင်းဆိုင်ရာကြမ်းခိုင်မှုတသက်နဲ့မရပါဘူးပြန်မဲ့အားနည်းချက်ကိုထိုးထွင်းသိမြင်နိုင်တဲ့ညင်ရည်နဲ့မိမိကိုအနေချပြီးခွင့်ရေးကိုစောင့်ဆိုင်တဲ့စိတ်ရှည်မှုကပိုပြီးတော့ရည်ကြည်ပါတယ်လောရှိန်နာဘီစီကနေမွေတိုင်းပဒံဝိတ်ချန်ပီယံကပတ်ကိုလေးယူသွားရမယ့်ရမ်ဘူလက်ကသူ့စီမှာဒါမျိုးရှိတယ်ဆိုပြီးပြည်သက်တွေကိုချပြပြောဆိုလာခဲ့ပါတယ်ပြည်သက်များလုံးပဲမင်္ဂလာပါများအင်္ဂလိပ်မှာရှက်စပေါ့ကနေအားလုံးကိုပြန်လည်ကြိုလဲပါတယ်ကိုခံပညာအားကစားလောကရဲ့အမြင့်ဆုံးစင်မြင့်ပေါ်မှာရပ်တည်နေတဲ့ Fighter တွေရဲ့စကားတိုင်းမှာနေပြွာတွေစိတ်ပိုင်းဆိုင်ရာစစ်စင်ရေးတွေကင်းအောင်နေတတ်ပါတယ်။မွေတိုင်းပဒံဝေးတန်းရဲ့ချန်ပီယံကပတ်ကိုစင်ကော်မဲ့ Rambo ရဲ့လက်တလုံးအင်တာဗျူးဟာတကယ်ကိုရိုးသားပြီးလက်တွေ့ကျတဲ့သုံးသက်ချက်တွေနဲ့ပြည့်နေပါတယ်။ကိုယ့်ကိုအောက်လိုအဖြစ်သတ်မှတ်ထားပေမဲ့နာဘီရဲ့အားနည်းချက်တွေကိုတေချာလေးလာထားပြီးအလဲထိုးဖို့အထိရည်မှန်းထားတဲ့ Rambo ရဲ့စိတ်တဲ့ရေးရတယ်နေပြွာပိုင်းဆိုင်ရာပြင်ဆင်မှုတွေကတကယ်ကိုအားရစရာကောင်းလာပါတယ်။ Rambo ရဲ့စကားတွေကိုတေချာနားထောင်ကြည့်ရင်သူဟာပြန်မဲ့ကိုလေးလုံးထွားပြီးနှိမ့်ချပြောဆိုတာမျိုးလုံးဝမလုပ်ပါဘူး။ပြန်မဲ့အားသာချက်ကိုတိမှတ်ပြုလို့သူ့ရဲ့ကိုယ်ပိုင်အားနည်းချက်နဲ့ရင်ဆိုင်ရမယ့်အခက်အခဲတွေကိုလည်းပွင့်လင်းလင်းဝန်ခံထားပါတယ်။ဒါပေမဲ့အဲ့ဒီ AC တင်ကြီးနဲ့စကားတွေရဲ့နောက်ကွယ်မှာချန်ပီယံကပတ်ကိုရယူဖို့သွေးစာနေတဲ့တိုက်ခိုက်ရေးသမားတယောက်ရဲ့မိတောက်ကိုတွေ့ရမှာပါ။ Rambo ကနာဘီကအားနည်းချက်တွေအများကြီးရှိတဲ့သူပါ။ဒါပေမဲ့ပွဲကစားရင်ယုံကြည်မှုအားကောင်းလာလေသူရဲ့ကစားပုံကလည်းပိုပြီးတော့တက်ဝင်လာလေပါပဲလို့တိကျတဲ့သုံးသပ်ချက်ကိုပေးထားပါတယ်။နာဘီလိုဖိုင်တာမျိုးဟာပွဲစားပိုင်းမှာပြန်မဲ့ရဲ့အကွာဝေးနဲ့စီးချက်ကိုအရင်ဆုံးဖတ်လို့ရှိပါတယ်။ဒီအချိန်မှာသူ့ရဲ့ခံစစ်မှာဟာကွက်တွေအများဆုံးပေါ်နိုင်တဲ့အချိန်မှာဒါပေမဲ့ပထမအချိန်ဒုတိယအချိန်တွေမှာသူကသူ့ရဲ့စီးချက်တွေကိုရှာတွေ့သွားပြီးယုံကြည်မှုရသွားပြီးဆိုရင်တော့သူ့ရဲ့တိုက်ကွက်တွေကရေစီးကြောင်းလို့တားဆီးရခတ်သွားတတ်ပါတယ်။ဒီစကားအရ Rambo လက်ဟာပွဲစားတဲ့နာဘီကိုယုံကြည်မှုတည်ဆောက်ခွင့်လုံးဝပေးမှာမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။နာဘီစီးချက်မမိခင်အစောပိုင်းအခြေအနေမှာကလေးကအပြင်းထန်ဖိအားပေးပြီးနာဘီရဲ့တိုက်ကွက်တွေကိုအစားပြောင်းဖို့ကြိုးစားလာပါလိမ့်မယ်။ဒီဘက်မှာကျွန်တော်ကအောက်လိုဖြစ်မဲ့တင်ပါတယ်ဆိုတဲ့စကားက Rambo ရဲ့အကောင်းဆုံးစိတ်ပညာလက်နက်တစ်ခုလိုပဲဆိုချင်ပါတယ်။ကိုကိုအန်နာတော်လို့ကျင်ညာလိုက်တာဟာမိမိပခုံးပေါ်ကဖိအားတွေအားလုံးကိုဖယ်ချလိုက်တာပါရှောင်းရင်တော့မှငါကအောက်လူမို့လို့ပုံမှန်ပါပဲနိုင်ရင်တော့ငါကတည်ရဲကောင်းမဲဆိုတဲ့စိတ်ဓာတ်ကဖိုင်တာတယောက်ကိုပို့ပြီးတော့လွတ်လွတ်လပ်လပ်နဲ့ရဲဝံ့ကစားနိုင်စေပါတယ်တပန်တဲ့အဲမှာပဲချန်ပီယံဖြစ်တဲ့နာဘီအပေါ်မင်းကလူကြိုက်များတဲ့သူမင်းကချန်ပီယံမင်းလုံးဝအရှုံးပေးလို့မရဘူးဆိုတဲ့ဖိအားကြီးကိုတွားပြီးတော့ပုံချလိုက်တာပါပဲရမလက်ကအလင်းမထိုးခံရအောင်အသင်းမနဲ့စားသွားမှာပါတော်ရုံနဲ့အခွင့်အရေးပေါ်လာပွဲမရှိလို့တေချာအာယုံစိုက်ထားရမှာပါလို့ဖွင့်ရထားပါတယ်နာဘီလိုရမ်းရှည်ပြီးတော့လက်တံခြေတန်းရှည်တဲ့ပြန်ဘက်ကိုရင်ဆိုင်ရတဲ့အခါအနီးကပ်ဝင်ရောက်နိုင်ဖို့ဆိုတာကပြန်ဘက်ရဲ့တိုက်ခိုက်မှုကိုတစ်ချက်လောက်ကိုတော့မလဲမတည်ခံရမှာပါ။ဒါကြောင့်ရမ်မိုလက်ကသူ့အနေနဲ့ထိခိုက်နာကျင်မှုတွေကိုကြမ်းခံပြီးတော့ရှေ့တိုးပြီးအသင်းဖြစ်နေပြီဆိုတာကိုတက်တည်ပြလိုက်တာပါ။ဝေဒန်လောက်ကရဲ့အမြင့်ဆုံးအဆင့်မှာဟာကွက်ဆိုတာစက္ကန့်ပိုင်းလေးမှာပေါ်လာတတ်ပါတယ်။ကောင်းတာကစားတာကိုတိုင်းနေတက်တဲ့ရမ်မိုလန်အနေနဲ့နာဘီရဲ့ခြေလက်တလက်မှားတာလက်သေးပြစ်ပြီးတော့လက်ပြန်သိမ်းတာနောက်ကျတဲ့အချိန်လေးကိုရေခဲလိုအေးဆက်တဲ့အာယုံစတိုင်းမှုနဲ့စောင့်ကြည့်ပြီးအပိုင်သုံးချဖို့ပြင်ဆင်ထားပါတယ်။ဒီပွဲလာနိုင်ရရင်ကျွန်တော်ဘွားအတွက်ကြီးမားတဲ့မှတ်တိုင်မျိုးဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်နာဘီကိုအမောက်သိပ်ဖို့အထိရီမှန်းထားပါတယ်လို့ရမ်မိုလက်ကဆိုပါတယ်။နာဘီလိုခနာကိုအချိုးစားတာစည်းကြထားတဲ့ချန်ပီယံတယောက်ကို9ချိန်ပြေးကစားပြီးအမှတ်နဲ့အနိုင်ရဖို့ဆိုတာကဒိုင်နေရဲ့အမြင်မှာအင်မတန်ခက်ခဲပါတယ်။ဒါကြောင့်ကပတ်ကိုလိုချင်ဒိုင်တွေကိုဆုံးဖြတ်ဆရာမလို့ပဲအလဲထိုးကိုသာမဖြစ်မနေရွေးချယ်ရမှာပါ။ဒီပွဲဟာနာဘီကသူ့ရဲ့စီးချက်ကိုရင်ရှာတွေ့ပြီးအဝေးကနေချင်းချုပ်သွားမလားဒါမှမဟုတ်ရမ်မိုလက်ကပဲသူပြောတဲ့အတိုင်းခွေးကိုမီးရပန်းပြီးချန်ပီယံတစ်ဖြစ်ဘွားမှတ်တိုင်တစ်စိုက်ထူသွားမလားဆိုတာတကယ်ကိုရင်ကုန်စရာကောင်းလာပါတယ်ညီကိုတို့ကရောဘယ်လိုမြင်ကြလဲပြောပေးခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ